Sajawara ခေါ်တဲ့ဒီ university ကိုဘာတွေနဲ့ဖွဲ့စည်းထားသလဲဟာ hydrogen တို့ helium တို့ dresing တွေရှိတယ်လေကွာနောက်ပြီး carbon တွေရှိတယ် oxygen တွေရှိတယ် nitrogen တွေရှိတယ် silicon တွေရှိတယ်အဲ့ဒါတွေရှိသေးတယ်ဟုတ်တယ်မလားပြီးရင်တန်တွေရှိတယ် ခဲတွေရှိတယ် nickel တွေရှိတယ်ရွှေတို့ငွေတို့ uranium တို့ဒါတွေရှိတယ်လေ dresing တွေအခု100လောက်ရှိတယ်မလားအဲ့ဒါတွေလည်းဖွဲ့စည်းထားမှာပေါ့ဒီလိုဖြေမှာမလားဗျကျွန်တော်ပြောချင်တာအဲ့လို chemistry နော်ဘယ်လို chemistry composition တွေလည်းဖွဲ့စည်းထားလဲဘယ်လိုဓာတုပစ္စည်းတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကိုပြောချင်တာမဟုတ်ဘူးဗျယူဘဗေဒအရာဘယ်လိုအခြေခံအရာဝတ္ထုတွေနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာကိုတနည်းအားဖြင့်ပြောလို့ရှိရင် general relativity အရာ big bang အရာနော် big bang theory အရာဘယ်လိုအရာတွေနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာရှုပ်သွားပြီလားဗျနော်ရှုပ်သွားရင်ရှင်းသွားအောင်ဆက်ကြည့်လိုက်ဗျနော်ဒီနေ့ပြောချင်တာဘာလဲဆိုတော့ big bang theory အရာ general relativity အရာဆိုလို့ရှိရင်စัจ java ကိုဘယ်လိုအရာတွေနဲ့ဖွဲ့စည်းထားတယ်လဲဆိုတာကိုကျွန်တော်တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတွေထဲမှာကျွန်တော်တို့စัจ java ရဲ့ပုံသဏ္ဍာန်ဟာဘယ်လိုရှိလဲ shape of the universe ကဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတစ်ခုမှာပြောခဲ့ပါတယ်အခုဗီဒီယိုအဲ့ဗီဒီယိုရဲ့အဆက်လို့ပြောရင်လည်းရတယ်သူဟာသူနားထောင်လည်းရတယ်တော့ဘာကြောင့်လဲဆိုတော့စัจ java ကိုဘာတွေနဲ့ဖွဲ့စည်းထားသလဲဆိုတော့တော့မေကွန်းဟာစัจ java ရဲ့ပုံသဏ္ဍာန်ဘယ်လိုရှိတယ်လဲဆိုတာနဲ့ဒါရဲ့သက်ဆိုင်နေလို့ပါတော့ဒီနေ့ပြောမယ့်အထက်မှာဗျာကျွန်တော် dark matter အကြောင်းလည်းနည်းပါမယ် dark energy အကြောင်းလည်းနည်းပါမယ်နော် dark matter အကြောင်းအသေးစိတ်ကိုတော့အရင်တော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်ခဲ့ပူတယ် dark energy အကြောင်းကတော့သူ့ကြီးပဲတီးတဲ့တစ်ပုဒ်တင်ဆက်ဖို့ကျွန်တော်တတ်တတ်ရည်ရွယ်ထားပါတယ်ဒီနေ့အဓိကပြောချင်တာဗျာကျွန်တော်ပုံပြောချင်တာဒီပုံမြင်အစဘယ်တော့လဲဆို1990ပတ်ဝန်းကျင်ကာလလောက်ကစတာပေါ့1990ဆိုတော့လွန်ခဲ့တဲ့နှစ်30ကျော်လောက်ချိန်อ่ะပေါ့30-35နှစ်လောက်အချိန်อ่ะပေါ့အဲ့ဒီအချိန်ဟာ cosmologist လို့ခေါ်တဲ့စัจ java ဖြစ်တည်မှုကိုလေ့လာတဲ့ပညာရှင်တွေเนาะ cosmologist ဆိုတာစัจ java ရဲ့เนาะမွေးဖွားမှုစัจ java ရဲ့เนาะဒီလိုမျိုး evolution ခေါ်တဲ့စัจ java ဖွံ့ထွားလာမှုဖွံ့ဖြိုးလာမှုဖြစ်ပေါ်ပြောင်းလဲလာမှုဒါတွေကိုလေ့လာတယ်ပညာရှင်တို့ cosmologist လို့ခေါ်တယ်နောက်က astrophysics ဆိုတာကြတော့ဘာခေါ်လဲဆိုတော့စัจ java ထဲမှာရှိတဲ့ယူဘဗေဒဆိုင်ရာเนาะစัจ java ကိုထိန်းချုပ်တော့စัจ java ထဲမှာဖြစ်တည်နေတော့ယူဘဗေဒဆိုင်ရာသဘောတရားတွေကိုလေ့လာတဲ့ပညာရှင်တွေကို astrophysicists တွေလို့ခေါ်တယ်ဒီ cosmologists တွေ astrophysicists တွေဒီเนาะစัจ java ယူဘဗေဒပညာရှင်တွေနက္ခပညာရှင်တွေ cosmologists တွေကြားထဲမှာရှင်းမြတဲ့ပြဿနာကြီးတစ်ခုတက်တယ်ပြဿနာဆိုတာတကယ်ကိုတုံထမ်းတာရှင်းမှရမယ်ပြဿနာမျိုးconference တွေလုပ်လို့ရှိရင်လည်းဒီပြဿနာကြီးလည်းပတ်သက်ပြီးအကြီးအကျယ်ညင်းညခုံညာဆွေးနွေးကြပါဗျာဒီလိုပြဿနာမျိုးဗျဒီပြဿနာအခြေခံကဘာလဲဆိုတော့စัจ java ထဲမှာရှိတဲ့အရာဝတ္ထုတွေရဲ့ပမာဏဘယ်လောက်များလဲဆိုတဲ့ပြဿနာ drug လို့မပြောဘူးเนาะ mass လို့မပြောဘူးအရာဝတ္ထုတွေလို့ပြောတာเนาะ matter ပေါ့ဗျာ matter တခုတည်းမဟုတ်ဘူးမြင်ရမမြင်အရာအလုံးပါတယ်ဗျာเนาะဆိုလိုတာ drug ဝတ္ထုတွေမကဘူး matters ခေါ်တဲ့ drug ဝတ္ထုတွေမကဘူးမမြင်ရတဲ့ dark matter တွေပါမယ်เนาะစွမ်းအင်တွေအလင်းတို့ radiation တို့ neutrino တို့ဒါတွေအကုန်ပါတယ်ဒါတွေကုန်ပါတယ်ဗျဒါနည်းများမေးစာရှိတတ်တယ်အလင်းတို့စွမ်းအင်ဆို radiation energy ပြောတာเนาะအလင်းဆိုလည်း radiation ပဲအဲ့တော့ radiation ပေါ့ဗျာဒါ radiation energy radiation ကဘယ်ကပါလာတယ်လဲ radiation ဆို energy ပဲလေဟုတ်တယ်မလားဒါပေမဲ့ Einstein ပြောခဲ့တယ်မလား E = mc square ဆိုပြီးပြောခဲ့တယ်เนาะ drug တွေစွမ်းအင်တွေစွမ်းနေ drug ဒီအကြောင်းကိုကျွန်တော်အရင်တော့အသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုရှိတယ်အဲ့တော့အောက်မှာလည်းကျွန်တော် link ပေးထားပါမယ်အဲ့E = mc square နဲ့ပတ်သက်ပြီးအသေးစိတ်သိချင်လို့ရှိရင်အဲ့ဗီဒီယိုမှာပြန်ကြည့်လို့ရပါတယ်အဲ့တော့စัจ java မှာရှိမြအရာအလုံးဟာဆိုလို့ရှိရင်เนาะစွမ်းအင်အလင်း radiation အကုန်ထည့်လို့ရတယ်เนาะအလင်းဒီ radiation ဒီစွမ်းအင်ဒီဟာလား drug ဒီစွမ်းအင်ဖြစ်တဲ့အတွက်စွမ်းအင်နဲ့ drug အတူတူပဲတင်ကားပြတစ်ချက်ရဲ့ခေါင်းနဲ့ပန်းလိုပဲအတူတူပဲဒါကြောင့်မလို့ကျွန်တော်တို့စွမ်းအင်ကိုလည်း matter နဲ့ရောပြီးကျွန်တော်တို့ထည့်ထားတယ်ပညာရှင်နဲ့ထည့်ထားတာအဲ့ဒီအချိန်တော့ဒီပြဿနာဒါအလွန်ကြီးမားတဲ့ပြဿနာကြီးဗျစัจ java ကိုလေ့လာနေတဲ့ယူပဗေဒပညာရှင်တွေနက္ခပညာရှင်တွေအသေးအတန်ခြေခံညင်းရတဲ့ပြဿနာဒါပေမဲ့ဘာကြောင့်ဒီကိစ္စပြဿနာကြီးဖြစ်နေရလဲဘာကြောင့်ဒီပြဿနာအရေးပါနေရတာလဲဒီပြဿနာဘာကြောင့်ဖြစ်တယ်လဲဘာကြောင့်အရေးပါလဲမပြောခင်သူ့အရင်10စုနှစ်အနည်းငယ်လောက်ကိုကျွန်တော်နောက်ပြန်စုပ်ကြည့်လိုက်ရအောင်ရုပ်ရှင်ဇာတ်ကြောင်းပြန်တယ်လို့ပဲဗျရုပ်ရှင်ကားကြည့်နေရင်လေတော့အတိတ်ကိုဇာတ်ကြောင်းပြန်တယ်လို့ပဲကျွန်တော်ဇာတ်ကြောင်းပြန်ကြည့်အောင်ဗျဘယ်ခေတ်ထိပြန်သွားမလဲဆိုတော့ကျွန်တော် Einstein ခေတ်ထိပြန်သွားရအောင်ဗျEinstein ရဲ့ general relativity theory စတင်ဖော်ထုတ်တင်ပြခဲ့တဲ့1915ခုနှစ်နော်1915ခုကာလကြီးပြန်သွားရအောင် general relativity ကဘာပြောလဲဆိုတော့ drug ခေါ်တဲ့နော် matter နော် drug ခေါ်တဲ့ matter space time ကိုဘယ်လိုကွေးရမလဲဆိုတော့ညွှန်ကြားတယ်အဲ့လိုကွေးသွားတဲ့ space time ကတခါ mass matter ခေါ်တဲ့ drug ကိုနော်ဘယ်လမ်းကြောင်းတိုင်းသွားရမလဲဘယ်ပုံတိုင်းသွားရမလဲဆိုတာညွှန်ပြတယ်ဒါကဘာလဲဆိုတော့ general relativity ကပြောတာဥပမာအကြီးဆုံးပြောရလို့ရှိရင် black hole ဗျာ
black hole space time ကိုကွေးသွားစေတယ်နော်အကြီးကျယ်ကွေးသွားစေတာအရန်ကိုကွေးခောက်သွားစေတာအဲ့လို space time ကွေးသွားတဲ့အတွက်ဒီကွေးသွားတဲ့ space time တိုင်းနော်အလင်းပါပဲရောက်ထူတယ်စီးဆင်းသွားတာ black hole မှာမဟုတ်ဘူး Cherry Galaxy ရဲ့ပတ်ဝန်းကျင်က space time ကလည်းကွေးသွားတယ်ဒီသဘောတရားကိုပဲကျွန်တော်တို့စัจ java တစ်ခုလုံးကို apply လုပ်ကြည့်ကြရအောင်ဗျစัจ java တစ်ခုလုံးကိုလည်း general relativity သဘောတရားနော်တက်ရောက်နေတယ်ဗျသုံးပြတဲ့သင်္ချာလည်းအတူတူပဲကျွန်တော်တို့ Cherry နော် Jory Galaxy တွေ black hole တွေလည်းပတ်သက်ပြီးတော့မှgeneral relativity ဘယ်လိုတက်ရောက်တယ်လဲဆိုတာဟိုတွက်ချက်တဲ့သင်္ချာလည်းစัจ java တစ်ခုလုံး general relativity ဘယ်လိုတက်ရောက်လဲဆိုတာတွက်ချက်တဲ့သင်္ချာအတူတူပဲเนาะသဘောတရားကလည်းအတူတူပဲเนาะအဲ့တော့စัจ java ကိုနားလည်ဖို့ဆိုလို့ရှိရင် Einstein ရဲ့ general relativity ကိုပဲသုံးမှရမယ်เนาะ black hole တွေ galaxy တွေရဲ့အနားမှာရှိတော့ကျွန်တော်တို့ gravity ကိုနားလည်ဖို့အတွက် general relativity သုံးရတယ်လို့အတူတူပဲစัจ java တစ်ခုလုံးကိုလည်းပတ်သက်ပြီးနားလည်ဖို့ဆိုလဲ general relativity ကိုပဲကျွန်တော်တို့သုံးရတယ်။အဲ့တော့စัจ java ရဲ့ပုံသဏ္ဍာန်ကိုဆုံးဖြတ်တာဒီသူ့ထဲမှာရှိတဲ့ဝတ္ထုပစ္စည်းတွေပမာဏစုစုပေါင်းအောင်ဆုံးဖြတ်တာသူ့ထဲမှာရှိတဲ့ဝတ္ထုပစ္စည်းတွေပမာဏဘယ်လောက်များလဲဆိုတာဆုံးဖြတ်တာဒီဝတ္ထုပစ္စည်းတွေကနော်စัจ java ထဲမှာရှိတဲ့ဝတ္ထုပစ္စည်းတွေဆိုရင်လည်းကျွန်တော်တို့ကျယ်တွေရှိတယ်မြင်ရတဲ့ကျယ်တွေ galaxy တွေရှိတယ်တောင်ငွေတွေရှိတယ်မမြင်ရတဲ့ black hole တွေရှိမယ်တောင်မမြင်ရတဲ့ dark matter တွေရှိမယ် radiation တွေရှိမယ်နော် neutrino တွေစသဖြင့်ဒါတွေအားလုံးရှိဒါတွေအားလုံးကစัจ java ကြီးတစ်ခုလုံးနဲ့ထဲမှာရှိနေတဲ့ space time ကိုကွေးသွားစေတယ်ဘယ်လောက်ကွေးသွားစေလဲဆိုတာဒီပစ္စည်းစုပိုင်းပမာဏပေါ်မှာမူတည်တယ်ဗျဒီပစ္စည်းတွေရဲ့ပမာဏမှာပဲတခါစัจ java ရဲ့ပြန်ကားမှု expansion လို့ခေါ်တဲ့စัจ java ရဲ့ပြန်ကားမှုပေါ်မှာအကျိုးသက်ရောက်မှုရှိနေပြန်စัจ java ပြန်ကားမှုကနေပြီးတော့လေတခါစัจ java ရဲ့တက်တန်ကိုပြန်တွက်လို့ရဗျဥပမာအလွန်ကြီးတဲ့ဘောလုံးတစ်လုံးဆိုတော့ဗျဒီဘောလုံးကြီးအချင်းပေ100လောက်ရှိတဲ့ဘောလုံးကြီးနော်ဒီနေ့တိုင်းကြည့်လိုက်တဲ့ခါကျဒီဘောလုံးကြီးအချင်းပေ100ရှိတယ်မနေ့ကတော့တိုင်းငယ်တော့ဒီဘောလုံးရဲ့ရွေးစားအချင်းပေ90ပဲရှိတယ်တရက်အတွင်းမှာ10ပေပူကြီးလာတယ်ဒါဆိုသူ့တန်မှာတန်ဘယ်လောက်ရှိနေပြီလဲဟောရှင်းရှင်းလေးပေါ့တရက်ကို10ပေကြီးလာတယ်ဆိုတော့နောက်ပြန်ဆုပ်ကြီးလိုက်လို့ရှိရင်ဘယ်တော့မှဘောလုံးကြီးကတော့ရှုံနေတဲ့လေမထိုးထားတဲ့ဘောလုံးအပြော့လေးနေလဲရှိမလဲဆိုရင်တွက်ကြည့်လိုက်လွန်ခဲ့တဲ့10ရက်ကပေါ့ရှင်းနေတာပဲဒီသဘောတရားပဲစัจ java ရဲ့ပြန်ကားတဲ့နှုံကိုတိလို့ရှိရင်စัจ java ဘယ်တော့မှစပြလဲပြန်တွက်လို့ရတယ်ဟုတ်တယ်ပလားဒါပေမဲ့စัจ java ပြန်ကားတဲ့နှုံကတမတ်တဲ့ပုံတွေဖြစ်ချင်မှဖြစ်လိမ့်မယ်ဗျအရင်တော့ပြန်ကားတဲ့နှုံကဒီထက်ပုံမြန်ခဲ့တာလည်းဖြစ်ပဲเนาะအရင်တော့ဒီထက်ပုံမြန်ပြီခုနှေးသွားတော့မဖြစ်နိုင်ဘူးလားတော့ဒါမှမဟုတ်အရင်တော့နင်းနေလေးပြန်ကားရနေအခုပြန်ကားနှုံပုံမြန်လာတာရောမဖြစ်နိုင်ဘူးလားဒီလိုပြန်ကားနှုံပုံမြန်လာတာတို့ပုံနှေးသွားတာတို့နော်မြန်လိုက်နှေးလိုက်ဖြစ်တာတို့ဒါမျိုးတွေကပါလဲဆိုတော့သူ့အထဲမှာရှိတဲ့ဝတ္ထုပစ္စည်းတွေစုပေါင်းပမာဏပေါ်လဲမူတည်တယ်လို့သူ့ထဲမှာရှိတဲ့ဝတ္ထုပစ္စည်းတွေဘာဝတ္ထုပစ္စည်းအမျိုးအစားတွေကဘယ်လိုချိုးစားနဲ့ဖွဲ့စည်းထားလဲဆိုတာပေါ့လေမူတည်နေတယ်ဗျအဲ့တော့နောက်မေကုတုစပ်ပေါ်လာတယ်ဘာလဲဆိုတော့စัจ java ကိုဘယ်လိုအရာနဲ့ဖွဲ့စည်းထားလဲဖွဲ့စည်းထားတဲ့အရာတွေရောဘယ်လိုချိုးစားတိုင်းရှိနေတယ်လဲဟိုက်ဒရိုဂျင်ရှိတယ်လေအောက်ဆီဂျင်ရှိတယ်လေကာဗွန်နိုက်ထရိုဂျင်ရှိတယ်လေကယ်ရီဆီလီကွန်တွေတန်တွေရှိတယ်လေဒါတွေကမက်တာတွေမြင်တွေ့ရတဲ့ထိတွေ့ကင်တွေ့လို့ရတဲ့မက်တာတွေဒါတွေရှိတယ်ဖန်ပလင်းနဲ့ထည့်သိမ်းထားလို့ရတယ်ဟုတ်တယ်မလားဒါမှဒါတွေအကုန်ပဲလားမပုံသေးဘူးဗျတော့မမြင်ရတဲ့ရောက်ထုတွေရောမရှိနိုင်တော့ဘူးလားစัจ java ကိုဘယ်လိုຢာတွေနဲ့ဖွဲ့စည်းထားတယ်လဲဒီຢာတွေရဲ့ပမာဏဘယ်လောက်လဲဒီမေကွန်းဒီစัจ java တက်တန်ဘယ်လောက်ရှိတယ်လဲဆိုတဲ့မေကွန်းနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်နော်ပြောရရင်တော့ဒီမေကွန်းတော့အတူတူပဲဗျတင်ကားပြတ်တဲ့ချက်ရဲ့ခေါင်းနဲ့ပန်းလိုပဲခွာတယ်ပြဿနာတစ်ခုတည်းကိုရှူတော့နှစ်ဖက်ကနေကြည့်တဲ့ပုံစံမျိုးပဲအဲ့တော့ဒီပြဿနာကိုစမြင်တာ Einstein ပဲ general relativity ကိုစပြီးစဉ်းစားတဲ့အခါကျတော့ general relativity ရဆိုလို့ရှိရင်စัจ java ကနော်ပြန်ကားနေမယ်ဆိုတော့သူကမြင်လာတယ်နော်ပြန်ကားနေတာလည်းဖြစ်ရင်ပဲဒါမှမဟုတ်ရှုပ်နေတာလည်းကြုံနေဝေနေတာလည်းဖြစ်ရင်ဖြစ်မယ်ငြိမ်မနေနိုင်ဘူးနော်ဒါကိုသူကမြင်လာတယ်ဒါပေမဲ့အဲ့ချိန်မှာနက္ခပညာရှင်အားလုံးနက္ခလောကတရက်လုံးကလက်ခံထားတာပါလဲဆိုတော့စัจ java ဒီ static စัจ java ရှိတယ်အမြဲတမ်းမပြောင်းလဲတဲ့စัจ java ရှိတယ်စัจ java မှာရှိတဲ့ galaxy တွေတစ်ခုနဲ့တစ်ခုကာဝေးသည်ပြောင်းလဲမှုမရှိဘူးလွန်ခဲ့တဲ့နှစ်တန်းပေါင်း1000တော့လည်းဒီတိုင်းပဲလွန်ခဲ့တဲ့10 billion 10 billion တော့လည်းဒီတိုင်းပဲလွန်ခဲ့တဲ့နှစ် billion 100 1000 1000တော့လည်းဒီတိုင်းပဲလာမဲ့အနာဂတ်နှစ်10 billion ရာ2 billion 100 2 billion 1000ဒီတိုင်းပဲပြောင်းလဲမှုမရှိဘူးနော် galaxy တွေတစ်ခုနဲ့တစ်ခုကြားကွာဝေးသည်ပြောင်းလဲမှုမရှိဘူးဒီတိုင်းပဲဖြစ်မယ်လို့အဲ့ချိန်ကပညာရှင်ယူဆခဲ့ကြတယ်ဒီတိုင်းပြောလို့ရှိရင် static universe ပေါ့ဗျာနော်အဲ့ချိန် big bang ဆိုတဲ့ idea လည်းမပေါ်သေးဘူး big bang ဆိုတဲ့ theory လည်းမပေါ်သေးဘူးနော်အများတိုင်းတည်ငြိမ်တယ်လို့ဒီလိုပဲယူဆခဲ့ကြတယ်ဒါပေမဲ့ general relativity Einstein ကတွက်ချလိုက်တဲ့အခါကျတော့မဟုတ်နိုင်ဘူးစัจ java ဒီတည်ငြိမ်နေဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူး general relativity ရဲ့တင်ချာအရာဆိုလို့ရှိရင်စัจ java ဒီဘယ်လို့မှတည်ငြိမ်မနေနိုင်ဘူးစัจ java ဒီပြန်ကားနေတာတော့လည်းဖြစ်ရမယ်ဒါမှမဟုတ်လည်းမပြန်ကားနေဘူးဆိုလည်းကြုံဝင်နေတာတော့လည်းဖြစ်ရမယ်ဒီနှစ်ခုတည်းတစ်ခုဖြစ်နေရမယ်ဒါ general relativity ကပြောတာ
generality ကတွတ်ပေးလိုက်တဲ့တင်ချာဒီတိုင်းပြောတယ်ဒါပေမဲ့ ice ကဒါမှဖြစ်တယ်မို့နော်တလောကလုံးကစက်ကြဝဠာဒီအပြောင်းလဲမရှိဘူးပြောနေကြတာပြောနေကြတော့သူလည်းနည်းနည်းနော်သူများပြောရင်တော့ရောင်သွားတယ်ထင်ပါတယ်နော်ရောင်သွားတယ်ထင်ပါတယ်ဒီကတော့အရင်တော့ဆိုလို့ရှိရင် तू ကသူ့တင်ချာနီလာနဲ့သူ့ theory ကတွက်လိုက်လို့နော်သူများတွေကခေါင်းသူ့တင်ချာနီလာတွက်လိုက်လို့ပန်းဆိုလို့ရှိရင် तू ကနော်တလောကလုံးကဘာပဲပြောနေသူ့ theory ကမှန်တယ်လို့ပဲ तू ကခိုင်းမှယုံကြည်ခဲ့တယ်လို့တိုးတော်လဲ general relativity မှာကြတော့ तू တစ်ချက်ဝေသွားပုံပေါ်တယ်နော်တစ်ချက်လွတ်သွားပုံပေါ်တယ်နော်အဲ့တော့တလောကလုံးကစက်ကြဝဠာဒီအပြောင်းလဲမရှိဘူးเนาะကြုံဝင်နေခြင်းလည်းမရှိဘူးပြန်ကားနေခြင်းလည်းမရှိဘူးတည်ငြိမ်နေတယ်ဆိုတော့ तू ကလည်းเนาะတလောကလုံးတော့တည်ငြိမ်နေတယ်ဆိုတော့เนาะအဲ့တော့ငါ general relativity theory မှာသင်ချာမှားနေလို့ဖြစ်ရမှာပေါ့ခုနပြောလို့စက်ကြဝဠာတည်ငြိမ်တဲ့စက်ကြဝဠာ issue စနဲ့ကိုက်အောင်ဆိုပြီး तू ကပါလဲဆို general relativity theory ထဲမှာเนาะ constant ဂိမ်းတွေတစ်ခုထည့်လိုက်တယ်အဲ့ဂိမ်းတွေကို cosmological constant ဆိုပြီးခေါ်တယ် cosmological constant ဆိုဂိမ်းတွေကောက်ထည့်လိုက်တယ်ဒီဂိမ်းတွေကဘာလို့လဲဆိုတော့စက်ကြဝဠာနော် general relativity equation ကြောင့်မလို့စက်ကြဝဠာပြန်ကားခြင်းကျုံဝင်သွားခြင်းဆိုတာအဖြေထွက်မလာအောင်လုပ်ပြီလေအဲ့တော့ဘာနဲ့တူလဲဆိုတော့ဗျာကျွန်တော် equation တစ်ခုကျ equation ကိုရှင်းလိုက်တဲ့အခါကျအဖြေက3ရတယ်နော်အဖြေက sorry နှုတ်3ထွက်လာတယ်ပေါ့ဗျာ equation ကိုရှင်းလိုက်နှုတ်3ထွက်လာတယ် -3 ထွက်လာတယ်ဒါပေမဲ့မလိုချင်ဘူးဗျကျွန်တော်တို့လိုချင်တဲ့အဖြေက0ဆိုတဲ့အဖြေလိုချင်တယ်ကျွန်တော်တို့ -3 ထွက်တာမလိုချင်အဲ့တော့ဘာလုပ်လိုက်ဆိုတော့အဲ့ equation မှာ +3 ဆိုပြီးပေါင်းထည့်ပြလိုက်တယ်တနည်းအားနဲ့နော်အဲ့တော့ +3 နဲ့ -3 ကြည်သွားတဲ့အခါကျတော့အဖြေက0ဆိုပြီးထွက်လာတယ် okay ပေါ့ဟုတ်သွားပြီနော်ကြိုတင်မဲ့လည်းအတိုင်ယူလိုက်တာနော်ကြိုတင်မဲ့ကောက်ထည့်လိုက်တဲ့အခါကျတော့0ဆိုပြီးဖြစ်ထွက်သွားတယ်နိုင်သွားပြီပေါ့ okay ပေါ့နော်စက်ကြဝဠာအဲ့လိုပဲစံချင်းကြုံချင်းမရှိဘူးသာဝရတည်မြဲတော့စက်ကြဝဠာဖြစ်သွားအောင် cosmology constant ကောက်ထည့်လိုက်တာနော်အဲ့ဒါလည်း okay သွားပြီပေါ့ဗျာစက်ကြဝဠာလည်းစံချင်းမရှိတော့ဘူးကြုံချင်းမရှိတော့ဘူးသာဝရတည်မြဲသွားပြီတို့တော်လေ तू အဲ့လို general relativity theory နော် equation ထုတ်ပြီးနှစ်သိမ့်မကြဘူးဗျ Edwin Hubble ကနေပြီးတော့မှစက်ကြဝဠာပြန်ကားနေပါတယ်ဆိုတော့ထောက်တာသွားတွေ့အောင်နော်အဲ့တော့မှ Einstein လည်းရှက်နဲ့နော်အဲ့ cosmological constant ကိုပြန်ဖြုတ်လိုက်ရတာပါဗျအဲ့ तू ကဒါအောင်ပြောတယ်သူ့ဘဝရဲ့အကြီးဆုံးရွှေလုံးကြီးပါပေါ့နော် my biggest blunder in my life ဆိုပြီးတော့မှတော့ तू ကပြောသေးတယ်ဗျတကယ်တော့ तू ကသူ့ equation ကစက်ကြဝဠာဒီပြန်ကားနေတာတော့လောကောင်ကျုံဝင်နေတာတော့လောကောင်ဖြစ်ရမယ်ဆိုတာတွေ့သေးရသူ့ theory ရောယုံကြည်မှုအပြည့်အဝနဲ့ခိုင်မာပြောခဲ့တယ်ဒါပေမဲ့ကြည့်ရတာတော့လေအဲ့အချိန်မှာ तू ကနက္ခပညာလဲပတ်သက်ပြီး तू က astronomer မဟုတ်ဘူး astronomer မဟုတ်တဲ့ခါကျတော့ astronomy ကလောကတစ်ခုလုံးကစက်ကြဝဠာတည်နေမှာလို့ပြောခဲ့တဲ့ခါကျတော့ तू ကြွကျင်တဲ့ fee မဟုတ်တဲ့ခါကျတော့ तू လုံးဝသူ့ equation သူ့နော်သူ့ theory ကို commit လုပ်ရမှာ哦သူနည်းနည်းတွန့်နေတယ်ထင်ပါတယ်အဲ့တစ်ချက်လဲပါမယ်ထင်ပါတယ်ဘာလို့ဆိုတော့ तू က physics ကိုယူပါဗေဒ astronomy ကြတော့ယူပါဗေဒလဲတော့အများကြီးဆက်သွယ်နှီးနွယ်နေတယ်ဆိုပေမဲ့နော်တတ်တ fee တစ်ခုဖြစ်နေတာအထူးပြီးအဲ့ဒီအချိန်တော့ physics နဲ့နည်းနည်းလေးလှမ်းနေနော် fee တစ်ခုလည်းဖြစ်နေတော့ तू ကျွမ်းကျင်တဲ့ fee မဟုတ်တာလည်းဖြစ်ပဲထင်ပါတယ် okay အဲ့တော့နောက်ခပ်ပညာရှင်အားလုံးကစက်ကြဝဠာပြန်ကားတယ်ဆိုတာလက်ခံလိုက်ပြီး general relativity တွေက cosmological constant ကိုဖြုတ်လိုက်တော့လေစက်ကြဝဠာပြန်ကားခြင်းဆိုတဲ့ theory နဲ့ပြန်ပြီးကိုက်သွားပြီ okay သွားပြီဇာလာပြီးသွားပြီပေါ့ဗျာနော်မပြီးသေးဘူးဗျမပြီးသေးဘူးစိတ်ဟန်ကြံသေးတယ်နော်စိတ်ဟန်ကြံသေးတယ်general relativity ကဘာပြောလဲဆိုတော့စက်ကြဝဠာတည်ငြိမ်တဲ့အချိန်တွေမှာရှိမနေနိုင်ဘူးပြန်ကားတော့လဲနေရမယ်ကြုံဝင်နေတာလည်းဖြစ်ရမယ်ဒီနုခရီးတစ်ခုဖြစ်နေရမယ်နော်ပြန်ကားခြင်းမရှိကြုံဝင်ခြင်းမရှိမပြောင်းမလဲဆိုတဲ့အချိန်တွေမရှိနိုင်ဘူးလက်တွေ့ရလဒ်တွေကစက်ကြဝဠာဒီပြန်ကားနေဆိုတာသိလာတယ်ဒါကို dynamic universe လို့ခေါ်တယ်ပြောင်းလဲမှုမရှိတဲ့ universe ကို static universe လို့ခေါ်တယ်ပြောင်းလဲနော်အများအားပြောင်းလဲနေတဲ့ universe ကို dynamic universe လို့ခေါ်တယ်ဒီနေ့မှာနောက်မေးခွန်းထပ်ပေါ်လာတယ်လက်ရှိပြန်ကားနေစက်ကြဝဠာအများအားပြန်ကားနေမှာလားအရင်အောင်ဒီလိုပြန်ကားနေကြတာပဲလားအနာဂတ်မှာဒီလိုပဲဆက်ပြန်ကားနေမှာလားနော်ဘာကြောင့်ကြုံဝင်မနေပဲပြန်ကားနေရတာလဲဒီမေးခွန်းတွေကိုဖြေနိုင်ဖို့ဆိုလို့ရှိရင်စက်ကြဝဠာကိုဘယ်လိုအရာတွေနဲ့တည်ဆောက်ထားလဲဆိုတာသိဖို့လိုအပ်လာပြီဗျ။ဘာကြောင့်လဲဆိုတော့ဒီဝတ္ထုပစ္စည်းတွေရဲ့နော်ဒီဝတ္ထုတွေရဲ့အမျိုးအစားနဲ့ပမာဏစက်ကြဝဠာရဲ့ကာဗေးချလို့ခေါ်တဲ့အခုံးပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုဆုံးဖြတ်နေလို့ပဲဗျ။ဒီကနေစက်ကြဝဠာရဲ့ပြန်ကားတဲ့ပုံစံနော်ပြန်ကားတဲ့ပုံစံပေါ်မှာလည်းဘယ်လိုတက်ရောက်မှုရှိလဲဒါကိုသိလာနိုင်တယ်။စက်ကြဝဠာတက်တန်းဘယ်လောက်ရှိလာပြီဆိုတော့လည်းသူကပြောပြနိုင်တယ်ဗျ။ဒီလိုပြောဖို့ဆိုလို့ရှိရင်ကဏ္ဍတစ်လုံးလိုတယ်နော်။အဲ့ကဏ္ဍကိုနော် critical density လို့ခေါ်တယ်။အဲ့ critical density ဆိုတဲ့ကဏ္ဍတစ်လုံးလိုတယ်ဗျ။နော် critical density ဆိုတဲ့ဟာတစ်ခုလိုတယ်ပေါ့ဗျ။ density ဆိုတာတိတ်သီးစားစက်ကြဝဠာရဲ့တိတ်သီးစားဆိုတာယူဘပြမှာနော်တင်မှုတဲ့လူဆိုသိလိမ့်မယ်တိတ်သီးစားဆိုတာဘာလဲဆိုတော့နော်အလေးချိန်နော် mass ခေါ်တဲ့ drug 2ကိုတည်ပြီးတော့မှသူ့ရဲ့နော် volume နဲ့
စားလိုက်လို့ရှိရင်ရတဲ့ပမာဏဒီနေရာကြီးပြောလို့ရှိရင်1ကုဘ unit volume မှာเนาะဘယ်လောက်ဓာတ်ထုပမာဏရှိတယ်လဲဆိုတာ1ကုဘ unit အတွင်းမှာရှိတဲ့ဓာတ်ထုပမာဏကို density လို့ခေါ်တာဥပမာဗျာ1ကုဘမီတာเนาะအလျား1မီတာ1ကုဘမီတာ1 cubic meter ဆိုတာအလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတဲ့เนาะကုဘတုံးเนาะရေတိုင်ကြီးပဲထားပါတော့ဗျာတိုင်ကြီးလို့အလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတဲ့တိုင်ကြီးအဲ့ထက်ရေထည့်လိုက်လို့ရှိရင်ရေထည့်လိုက်တယ်ဆိုတော့ရေထည့်တိုက်လို့ရှိရင်အဲ့ဒီရဲ့တိတ်သီးစားတော့ဘယ်လောက်ရှိမလဲရေကုဘတမီတာမှာရေ1000ကီလိုဂရမ်ရှိတယ်နော်ရေကီလိုဂရမ်1000ရှိတယ်အဲ့တော့ရေရဲ့တိတ်သီးစားလို့ပြောလို့ရှိရင်1ကုဘမီတာမှာ1000ကီလိုဂရမ်တိတ်သီးစားရှိတယ်ပေါ့စัจ java ရဲ့တိတ်သီးစား density ဆိုတာလည်းအဲ့လိုပဲဗျတိတ်သီးစားဒါပေမဲ့ तू ကပြန်ပြတိတ်သီးစားဗျပြန်ပြတိတ်သီးစားလို့ဘာဖြစ်လို့ပြောရလဲဆိုတော့နေထဲမှာသွားကြည့်နေလိုဟာမျိုးကျဲတွေထဲမှာသွားကြည့်လို့ရှိရင်တိတ်သီးစားအများများတယ်ဗျကျယ်ရီကပြင်မဲ့ထွက်သွားလို့ရှိရင်တိတ်သီးစားတစ်လောက်မများတော့ဘူးကျယ်ရီတစ်လုံးနဲ့တစ်လုံးရဲ့ဂျားရဲဆိုတိတ်သီးစားကနေသွားတယ်နော် Galaxy တွေတစ်လုံးနဲ့တစ်လုံးဂျားရဲဆိုလို့ရှိရင်မရှိတော့နေသွားတယ်နော်အရန်တိတ်သီးစားနေသွားမယ်အဲ့ခါကျတော့စက်ကြရဲတိတ်သီးစားလို့ပြောလို့ရှိရင်ဒါတွေအားလုံး average ယူပြီးတွက်ရတာကျွန်တော်တို့ကနော်ပြန်မြယူပြီးတွက်ရတာအဲ့လိုတွက်ဖို့ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုစက်ကြရဲမှာရှိသမျှနော် drop to ပစ္စည်းတွေအားလုံးပေါင်းထည့်လိုက်နော် radiation energy ပါပေါဝင်မြအကုန်လုံးပေါင်းထည့်လိုက်ရှိသမျှ energy တွေလည်းပေါင်းထည့်အကုန်လုံးပေါင်းထည့်လိုက်နော်ပေါင်းထည့်လိုက်လို့ရှိရင် mass energy density ရတယ်နော်ရှိသမျှအားလုံးကိုပေါင်းထည့်ထားပြီးရလာတဲ့စုပေါင်းပမာဏအဲ့ဒါကိုတီးပြီးတော့စက်ကြဝဠာရဲ့ total volume နဲ့စားလိုက်လို့ရှိရင်စက်ကြဝဠာရဲ့တိတ်သီးစားရလိမ့်မယ်ဒါဒီပါစက်ကြဝဠာရဲ့ density ပေါ့အဲ့တော့ဒီနေရာမှာ critical density ဆိုတာဘာလဲဆိုတော့ theory ရဖြင့်တွက်ချက်ရရှိတော့เนาะ general relativity theory ကိုအသုံးချပြီးเนาะ general relativity theory နဲ့ big bang theory ကိုအသုံးချပြီးတော့မှတွက်ချက်ရရှိတော့စက်ကြဝဠာရဲ့တိတ်သီးစားတတ်မှတ်ချက်နော်ဒါကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့နော်စက်ကြဝဠာအပြင်မှာတကယ်တိုင်းတာရရှိတော့စက်ကြဝဠာရဲ့တိတ်သီးစားနဲ့ကျွန်တော်တို့ကရှင်းကြည့်ရမှာအဲ့တော့စက်ကြဝဠာရဲ့ critical density ဆိုတော့တွက်လိုက်တယ်ပညာရှင်နဲ့တွက်ကြည့်လိုက်တယ်ဗျဘယ်လိုနည်းလဲတွက်လဲဆိုတော့နော်ထားလိုက်တော့နော်အဲ့တော့စက်ကြဝဠာရဲ့ critical density ကိုတွက်လိုက်တဲ့အခါကျတော့10 to the power -26 kg per cubic meter ရတယ်1 cubic meter မှာအလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတဲ့နော် volume တစ်ခုအတွင်းမှာ10 power -26 10 power -20 ဆိုတာဘာလဲဆိုတော့0 point နော်နောက်မှာ3ညပေါင်း26လုံးပြီးမှ1နော်3ညတက်မှာ3ညအလုံးပေါင်း26လုံးပြီးမှ1ကီလိုဂရမ်ရှိတယ်နော်အဲ့တော့1ကီလိုဂရမ်ဘယ်နှတန်းပုံတစ်ပုံလို့တာမဟုတ်ဘယ်နှထရီလီယံပုံတစ်ပုံလို့တာကျွန်တော်မပြောတတ်တော့ဗျာလားတော့ထားလိုက်တော့နော်အဲ့တော့အဲ့လောက်ပမာဏရှိတဲ့နော်ဓာတ်ထုပမာဏလေးပဲရှိဒါဟိုမျက်စိနဲ့ဒီတိုင်းပြောလို့ရှိရင်ဒီကနေ့မျက်စိနဲ့မမြင်ဘူးမျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုလို့ဘာလဲဆိုတော့အဲ့အလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတော့ကုပါနော်အလျား1မီတာဆိုတာဒီလောက်ကျယ်တာပေါ့နော်ဒီလောက်ကျယ်တယ်အလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတဲ့ volume တစ်ခုတည်းမှာ hydrogen atom လေးတွေထည့်ကြည့်လိုက်လို့ရှိရင် hydrogen atom 5လုံးလောက်ပဲဝင်တယ်အဲ့ဒီထဲမှာဒါအလွန်သိငယ်တဲ့ပမာဏစဉ်းစားကြ hydrogen atom 5လုံးဆိုတာဘယ်လောက်မှမရှိဘူးအဲ့လောက်ပမာဏအဲ့လောက်လေးပဲရှိတယ်ဒါဒီစက်ကြဝဠာရဲ့ critical density ဒါခုနပြောလို့ drug ခေါ်တဲ့ကျွန်တော်တို့ matter တွေမဟုတ်ဘူးဒီထဲမှာ dark matter တွေလည်းပါတယ် radiation လည်းပါတယ်အကုန်ပါတယ်ဒါတွေအကုန်လုံးထည့်ထားတာနော်ဒါတွေအကုန်လုံးထည့်ထားတာဒီကဏ္ဍဒီပါလဲဆိုတော့ theory ရပြီးတွက်ချက်ရရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒါကိုလက်တွေ့တိုင်းတာရရှိတဲ့နော် density နဲ့ရှင်ကြည့်ရမှာဗျအဲ့လိုရှင်ကြည့်လို့နော်နည်းတယ်ဆိုဘာဖြစ်လဲများတယ်ဆိုဘာဖြစ်လဲအတူတူပဲဆိုဘာဖြစ်တယ်လဲအကယ်လို့များစက်ကြပါရဲ့တိတ်သီးစာဒီတကယ်တိတ်သီးစာဒီ critical density နဲ့များနေမယ်ဆိုလို့ရှိရင်ဒီစက်ကြပါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ပိတ်နေတဲ့ universe closed universe လို့ခေါ်တယ်။နော်ပိတ်တယ်ဆိုတာအရင်တော့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့ပြီးမြင်းပြိုင်နေစုပြီးတော့မှတနေရာမှာသွားစုံနေဆိုလို့ရှိရင်ဒီစက်ကြပါတော့ကျွန်တော်တို့ကနော်ပိတ်တဲ့ universe closed universe လို့ခေါ်တယ်လို့ကျွန်တော်တို့ကအရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့ပြီးနော်အဲ့တော့ဒီဗီဒီယိုမှာအခုဒီဗီဒီယိုမှာတော့ကျွန်တော်အသေးစိတ်ပြန်ရှင်းမပြတော့ဘူးဗျ။နော်အဲ့တော့မြင်းပြိုင်နေတနေရာမှာသွားစုံရင်သူ့ပိတ်နေတဲ့ universe closed universe လို့ခေါ်တယ်။ဒီလိုပိတ်နေသော universe closed universe မှာဖြစ်ပေါ်နေသောပြန့်ကားခြင်းဟာအမြဲထားတာမပြန့်ကားနိုင်ဘူးတဖြည်းဖြည်းနဲ့ပြန့်ကားတဲ့နှုန်းကတဖြည်းဖြည်းနှေးလာမယ်နှေးလာပြီးတင်းနေရာမှာတစ်ချိန်မှာရပ်သွားမယ်ရပ်သွားပြီးလို့ရှိရင်ပြန်ကျုံဝင်သွားမယ်ပြန်ကျုံဝင်သွားပြီးတော့ပြန်ကျုံတဲ့အချိန်ကပိုးမြန်လာပြီးနောက်ဆုံးမှာ singularity မှာပြန်ပြီးဂိတ်ဆုံးသွားလိမ့်မယ်အဲ့ပညာရှင်တွေကယူဆကြတာအဲ့လို universe မျိုးမှာဆိုလို့ရှိရင် singularity မှာပြန်ပြီးဂိတ်ဆုံးသွားပြီးလို့ရှိရင်အဲ့နေရာနဲ့ big bang အသစ်ပြန်ပေါ်လာပြီးနောက်တဲ့ universe အသစ်ပြန်ထွက်လာနိုင်လိမ့်မယ်လို့ပညာရှင်တွေယူဆကြတယ်အကယ်၍များသာကျွန်တော်တို့ university ဒါ close universe ဖြစ်မယ်ဆိုလို့ရှိရင်
okay အကယ်၍များ critical density နဲ့ကျွန်တော်တို့ universe ရဲ့တကယ် density နဲ့ညီနေတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲထပ်တူညီတယ်ဆိုဘာဖြစ်မလဲအဲ့လိုညီနေတယ်ဆိုလို့ရှိရင်ဒီ universe ဒီနော်ပြားနေတော့ universe flat universe နော်သူ့ရဲ့ curvature flat ဖြစ်တယ်ပြားနေတဲ့ universe လို့ပညာရှင်တွေပြောကြတယ်ပြားနေဆိုတာဘာကိုဆိုလိုတာလဲဆိုတော့သူ့ထက်မှာဆွဲထားတဲ့မြင်းပြိုင်တွေကစုသွားခြင်းလည်းမရှိဘူးကားသွားခြင်းလည်းမရှိဘူးနော်အမြဲတမ်းထားပါတာမြင်းပြိုင်နေလည်းပဲရှိနေမယ်ဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကပြားနေတော့ universe flat universe လို့ခေါ်တာဖြစ်ပါတယ်နော် geometry ကသတ်မှတ်ထားတာဟုတ်ပြီနော်အဲ့တော့မြင်းပြိုင်နေဘယ်တော့မှမစုံဘူးကားလည်းမကားသွားဘူးစုလည်းစုမသွားဘူးဆိုလို့ရှိရင် universe flat universe သူ့ရဲ့ geometry ဒီ flat ဖြစ်တယ်ပြားနေလို့ပြောတာဒီလို universe မှာဆိုလို့ရှိရင်ပြားနေတဲ့ universe ဆိုလို့ရှိရင်စัจ java ပြန်ကားတော့တဖြည်းဖြည်းနဲ့နှီးလာမယ်တိုးတော်လည်းလုံးဝရပ်မသွားဘူးနော်နှီးတော့နှီးလာမယ်ဒါပေမဲ့ရပ်မသွားဘူးဘယ်တော့မှနှက်ရပ်မသွားဘူးအများအားပြန်ကားမယ်ပြန်ကားနိုင်မယ်နှီးသွားလိမ့်မယ်ဘယ်တော့မှ0ကိုမရောက်သွားဘူး0နာအထိအချိန်နှီးသွားလိမ့်မယ်တိုးတော်0ရောက်မသွားဘူးဒီစัจ java မျိုးမှာအကယ်၍များသာစัจ java တိတ်သီးစား critical density အောက်ရော့နေမယ်ဆိုရောဘယ်လိုဖြစ်မလဲcritical density ရောက်တာရော့နေမယ်ဆိုလို့ရှိရင်ဒီစัจ java ကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆို open universe ပွင့်နေတဲ့ universe လို့ခေါ်တယ်ပွင့်နေတယ်ဆိုတာဘာလဲဆိုတော့မြင်းပြိုင်တွေကားထွက်သွားတာကိုပြောတာဒီလိုမြင်းပြိုင်တွေကားထွက်သွားမယ်မြင်းပြိုင်တွေနော် close universe ဆိုမြင်းပြိုင်တွေစုသွားတယ် flat universe ဆိုမြင်းပြိုင်တွေကပြိုင်နေတိုင်းပြိုင်နေတယ် open universe ကျတော့သူ့ထက်မှဆွဲလိုက်တဲ့မြင်းပြိုင်တွေကိုဆက်ဆွဲသွားလို့ရှိရင် parallel line တွေကိုဆက်ဆွဲသွားလို့ရှိရင်တဖြည်းဖြည်းနဲ့ကားပြီးထွက်သွားတယ်အဲ့စัจ java ရဲ့ပုံစံကဘယ်လိုရှိမလဲဆိုတော့မြင်းကုန်းဒီပုံစံဖြစ်နေလိမ့်မယ်ဒီစัจ java ရဲ့ပုံစံဒီ open universe ရဲ့ပုံစံဒီဘယ်လိုပုံစံဖြစ်နေမလဲဆိုတော့မြင်းကုန်းဒီပုံစံဖြစ်နေလိမ့်မယ်ဗျအဲ့တော့ဒီစัจ java မြောင်းမှာလဲ open universe မှာလဲသူ့ရဲ့ expansion နှေးလာမယ်သို့တော်လဲ flat universe လောက်နှေးတာမမြန်ဘူးနော် flat universe လောက်နှေးသွားမှာမဟုတ်ဘူးသူ့ရဲ့နှေးနှုန်းကနော်ရောင်လေးပဲမတိမတာစုံလေးပဲတဖြည်းဖြည်းနဲ့နှေးလိုက်တာပဲသို့တော်လဲပြန်ကားနေတယ်ပြန်ကားမှုကဘယ်တော့မှရမတော့ဘူးတနည်းအားဖြင့်ပြောလို့ရှိရင် critical density ဆိုတာဒီပြန်ကားမှုနဲ့ gravity မျှခြေဖြစ်တဲ့အတိုင်းအတာကိုပြတာနော်ပြန်ကားမှုနဲ့ gravity ညီတဲ့နေရာမှာသူဒီပါလဲဆိုတော့ set java flat universe နေလဲရှိနေမယ်နော် gravity ကများသွားတယ် matter ကများရင် gravity ကများသွားပြီဆိုလို့ရှိရင်နော်ဒီ universe က close ဖြစ်သွားမယ်နော် matter နော် gravity ကနည်းနေတယ်နော်ပြန်ကားမှုကအားကောင်းတယ်ဆိုလို့ရှိရင်ဒီ universe ဒီ open universe ဖြစ်နေလိမ့်မယ်ဟုတ်ပြီနော်ဒါပေမဲ့ဒီသုံးခုလုံးမှာတတိထားမိလားဒီသုံးခုလုံးမှာစัจ java ရဲ့ပြန်ကားနှုန်းကနှေးလာတယ်နော် close ဖြစ်ဖြစ် open ဖြစ်ဖြစ် flat universe ဖြစ်ဖြစ်ဒီသုံးခုလုံးမှာစัจ java ရဲ့နော်ပြန်ကားမှုနှုန်းကနှေးလာတယ်နော်ပြန်ကားမှုနှုန်းကနှေးလာတယ်အဲ့တော့ okay ဟုတ်ပြီဒါလေးကိုခဏမှတ်ထားပါဒီသုံးခုလုံးမှာနော်ပြန်ကားမှုနှုန်းကနှေးလာတယ်ဆိုတာခဏမှတ်ထားဘာဖြစ်လို့ခဏရေးကြားလို့ရှိရင်ကျွန်တော်နောက်တစ်ချက်လာမှာမဟုတ်လို့အဲ့တော့1990ပတ်ဝန်းကျင်လောက်ကြာတဲ့ခါကျတော့နော်စัจ java ရဲ့တိတ်သီးစားအတိအကျတိုင်းတာဖို့ကြိုးစားလာကြကြိုးစားအောင်မြင်ကြတယ်ပဲအောင်မြင်ကြတဲ့ခါကျတော့စัจ java ပြမှာရှိတဲ့ matter ဆိုတဲ့ drug တွေအကုန်လုံးစုလိုက်နော်ပြီးလို့ရှိရင် dark matter ဆိုတဲ့အမောင် drug တွေအားလုံးစုလိုက်နော် radiation တွေအားလုံးစုလိုက်ဒါတွေစွမ်းအင်တွေအားလုံးစုလိုက်နော် neutrino တွေပါထည့်ပေါင်းလိုက်ဗျာဒါတွေအားလုံးပေါင်းလိုက်အဲ့ကနေပြီးတော့မှ density ကိုတွက်ကြည့်လိုက်နော်စัจ java density ကိုတွက်ကြည့်လိုက်ရလာတဲ့ density ကဘာလဲဆိုတော့ critical density ရဲ့ 30% ပဲရှိတယ်ဟာအရင်နေနေတယ်ဗျဒီတိုင်းဆိုတော့ကျွန်တော်ရဲ့စัจ java ကြီးက critical density ရဲ့အရင်နေနေတယ်ဆိုလို့ရှိရင်နော်တကယ် open universe ဖြစ်နေမှာပေါ့ဟုတ်တယ်မလား critical density ရဲ့3ပုံ3ပုံပဲရှိတယ်80%လောက်လိုနေတဲ့ critical density ရောက်ဖို့ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်စัจ java ကြီးရဲ့နော်ပြန်ကားမှုလည်းရပ်တော့မှာမဟုတ်ဘူးမြင်းပြိုင်တွေကလည်းကားထွက်သွားမယ်ဒါပေမဲ့တစ်ဖက်မှာလည်း cosmologist တွေရှိတယ် theory သမားတွေရှိတယ် theory သမားတွေကစัจ java ရဲ့ပြန်ကားခြင်းကိုတခြားနည်းနဲ့တိုင်းတယ်နော်တခြားနည်းနဲ့တိုင်းတယ်တို့ကဘာလဲဆိုတော့စัจ java ရဲ့ပြန်ကားမှုကနေပြီးတော့ expansion rate ကိုကြည့်ပြီးတော့တို့ကတိုင်းတယ်နောက်ပြီးတော့ cosmic microwave background နေတိုင်းတယ်အဲ့လိုတိုင်းတဲ့ခါကျတို့ဘာသွားတွေ့လဲဆိုတော့စัจ java flat ဖြစ်နေဆိုတာသွားတွေ့ဆိုလိုတာစัจ java flat ဖြစ်နေဆိုလို့ရှိရင် critical density နဲ့စัจ java density ဒီအတူတူပဲဖြစ်ရမယ်ညီနေရမယ်ဒါကိုသွားတွေ့တယ်ဗျဟာတစ်ဖက်မှာလည်းเนาะလက်တွေတိုင်းထားတဲ့ astronomer တွေကမဟုတ်လေငါတို့ကတကယ်မှန်ပြောင်းနေလဲကြည့်ပြီးတော့မှတကယ်တိုင်းထားတာငါတို့က30%ပဲရှိတယ်မင်းတို့ဟိုကလည်းမဟုတ်ဘူးစัจ java flat ဖြစ်နေတယ်စัจ java flat ဖြစ်နေဆိုတာငါတို့ဒီမှာခိုင်မာထောက်ထားရတာတယ်ဘလို့မှမမှားနိုင်ဘူးစัจ java flat ဖြစ်နေဆိုတော့စัจ java flat ဖြစ်နေဆိုတော့ဒါမဲ့ဒါဆိုလို့ရှိရင်เนาะမင်းတို့တွက်တာမှားပဲ density ဒီစัจ java density critical density နဲ့တူရမယ်တစ်ဖက်မှာလည်းမဟုတ်ဘူး30%ပဲရှိရင်ငါတို့ကအတိအကျတိုင်းထားတာကွာเนาะအဲ့မှာနော်ဒုံဆွဲတာဆိုရင်ညင်းကြမယ်ခုံကြမယ်ဖြစ်ကြတာပေါ့ဗျာ
ယူဘဗေဒလောကတို့မှာပြည်တွင်းစစ်ဖြစ်လူဆဲတဲ့အချိန်တွေပေါ့ဗျာရောက်လာတဲ့အချိန်မှာတော့1998ကျမှပဲရှင်းသွားတယ်70%ပဲပျောက်နေလဲနော်30%ပဲရှာတွေ့တယ်70%ပျောက်နေတယ်နော် flat ဖြစ်တဲ့စက်ကြဝဠာဆိုလို့ရှိရင်ရှိရမယ့်ပမာဏရဲ့30%ပဲရှာတွေ့တယ်1998ကျမှရှင်းသွားတယ်ဘာသွားတွေ့လဲဆိုတော့1998မှာ dark energy ကိုသွားတွေ့တယ်နော် dark energy ကြောင့်နောက်တီးတဲ့ကြမှာကျွန်တော်ဗီဒီယိုတစ်ခုနဲ့တက်ပြောမယ်ဗျ dark energy ကြောင့်သူခုတည်းကိုပဲကျွန်တော်တို့ပြောစရာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့အချမ်းပြောလို့ရှိရင်ဗျာ dark energy ဆိုတာဒီပါလဲဆိုတော့ gravity ရဲ့စက်ညင်ပဲ gravity ရဲ့ဆိုရင် dark energy ကတွန်းတယ်ဒါပဲဒါအချမ်းပြောတာနော်အသေးစိတ်ကတော့ကျွန်တော်ဗီဒီယိုတစ်ခုနဲ့တက်ကျွန်တော်ပြောပြပေးမယ်ဗျဒီ dark energy ရှာတွေ့ပြီးတဲ့နောက်မှာပျောက်နေတဲ့80%ဒီအဲ့ဒီအချိန်မှာပြန်ပေါ်လာပါတယ်အဲ့တော့ dark energy ကြောင့်ကျွန်တော်ဆက်ကြည့်ကြရအောင်ဗျdark energy ကိုရှာတွေ့ပြီးတဲ့နောက်မှာစက်ကြဝဠာရဲ့ဖွဲ့စည်းပုံကိုအတိအကျကိုကျွန်တော်သိလာရပါတယ်နော် ordinary matter တွေရှိပြ ordinary matter ကို baryonic matter လို့ခေါ်တယ်နော်အဲ့တော့ baryonic matter ခေါ်တဲ့ ordinary matter ပုံမှန် matter တွေမှာဘာလဲဆိုတော့ကျွန်တော်တို့ကိုယ်ခန္ဓာကိုဖွဲ့စည်းထားတဲ့ dress တွေအကုန်လုံးပါတယ်နော် proton တွေ neutron တွေနော် electron တွေဒါတွေအကုန်ပါတယ်ထိတွေ့လို့ကင်တွယ်လို့ရတဲ့ drop to ပစ္စည်းတွေအကုန်ပါတယ်မြင်ရတဲ့ drop to ပစ္စည်းတွေအကုန်ပါတယ် electromagnetic radiation နဲ့လည်း interaction ရှိတယ်ရက်စစ်တန်လိုက်လိုင်းနေလည်း interaction ရှိတော့ကျွန်တော်တို့အရာဝတ္ထုအားလုံးပါတယ်ဒါတွေအားလုံးနော် ordinary matter တွေပါတယ်ကျယ်တွေပါမယ် galaxy တွေပါမယ်ဂျိုတွေပါမယ် black hole တွေပါမယ် black hole ဆိုတာအရင်တော့ကျယ်တွေကနေပြမ black hole ဖြစ်သွားတာတော့ black hole တွေပါမယ်တော့ဒါတွေအကုန်လုံးပါတယ်ဒါတွေအကုန်လုံးပေါင်းလိုက်ဘယ်လောက်ရောက်ရလဲဆိုတော့ရှိသမျှ drop to ပစ္စည်းအားလုံးရဲ့ 5% လောက်ရတယ်5% လည်းမယ်နော်နည်းနည်းလေးပဲဘယ်လောက်မှမရှိဘူးပြီးလို့ရှိရင်နောက်တစ်ခါပါလဲဆိုတော့ dark matter ရှိတယ် dark matter မမြင်အောင်ဗျသူ့ကျွန်တော်မမြင်အောင်ဒါပေမဲ့ तू ရှင်းမှန်းသိတယ်ဘယ်လိုသိလဲဆိုတော့ तू ကနေပြီးတော့မှတက်ရောက်တော့နော် gravity ကိုနော်ကျွန်တော်တို့တိုင်းတာလို့ရတယ်။ तू ကတက်ရောက်တဲ့ gravity ကိုတိုင်းတာလို့ရတယ်။ဒီနေရာပြ dark matter ဆိုတာကိုရှိတယ်။ dark matter ဘာလဲဆိုတာဘယ်သူမှမသိသေးဘူး။သို့တော်လည်း dark matter ရှိမှန်းသိတယ်။ तू ကသူ့ရဲ့တက်ရောက်တဲ့ gravity ကိုတိုင်းတာလို့ရတဲ့အတွက်ဒီ dark matter amount drag ရှိတယ်ဆိုတာကိုကျွန်တော်တို့သိတယ်။ amount drag ကဘယ်လောက်% လောက်ရှိလဲဆိုတော့ 27% လောက်ရှိတယ်ဗျ။စုပေါင်းပဲ 27% လောက်ရှိတယ်။ပြီးလို့ရှိရင်ဘာရှိသေးလဲဆိုတော့ neutrino တွေရှိတယ်။နော် neutrino တွေကိုကျွန်တော်တို့ကမမြင်အောင်နော် neutrino တွေကနော် nuclear fusion ဓာတ်ပြုတ်မှုမှာ neutrino တွေအမြောက်များထွက်လာတယ်နော် neutrino တွေရှိတယ်ဒါပေမဲ့ neutrino ပမာဏနည်းနည်းပဲပြီးရင် radiation ရှိတယ် radiation ဆိုတဲ့နေရာမှာကျွန်တော်တို့အလင်းနော် radio light တွေရှိတယ် gamma rays တွေ x-ray တွေ uv light တွေနေရာရောင်ခြည်တွေဒါတွေအကုန်လုံး radiation တွေ neutrino တွေအားလုံးပေါင်းလိုက်မယ်ဆိုဘယ်လောက်ပမာဏရှိလဲဆိုတော့ 0.1% အဲ့လောက်ပဲရှိတယ်နည်းနည်းလေးပဲဘယ်လောက်မှမရှိဘူးဗျသူရဲ့ပမာဏကျန်တာ dark energy ပဲ dark energy ဒီ 68% လောက်ရှိတယ်စုပေါင်းစက်ကြဝဠာတစ်ခုလုံးကိုဖွဲ့စည်းထားတော့ matter และ energy စုပေါင်းနော် drop to နဲ့ဆိုရင်စုပေါင်းရင် 68% ဒီပါလဲဆိုတော့ dark energy ပဲအဲ့တော့ဒါတွေအားလုံးပေါင်းလိုက်လို့ဒါတွေအားလုံးပေါင်းပြီးတော့မှတွက်လိုက်လို့ရလာတော့စက်ကြဝဠာရဲ့ density ဒီဘာနဲ့တွားပြီးထပ်တူညီလဲဆိုတော့ critical density နဲ့တွားပြီးထပ်တူညီတယ်ထပ်တူညီပါကြအောင်ထပ်တူညီနေတယ်အဲ့တော့စက်ကြဝဠာပြရတယ်ဆိုတော့ flat universe ဆိုတာဖြေရတယ်ရှိတယ်နော် dark energy ထည့်ပေါင်းလိုက်တဲ့အချိန်မှာရလာတော့ density နဲ့စက်ကြဝဠာတစ်ခုလုံးကိုနော်အခြားနည်းလမ်းနဲ့တိုင်းတာပြီးပြားလားမပြားလားပြားလားခုံလား flat ဖြစ်လားနော် open လား close လားဆိုပြီးတခြားနည်းလမ်းနဲ့တိုင်းတာလို့ရတာ ਨੇ တွားပြီးကြိုက်တယ်တစ်ဖက်မှာလည်းစက်ကြဝဠာ flat ဖြစ်တယ်ဆိုတာကိုအထောက်ထားရှိတယ်ဒီစက်ကြဝဠာ flat ဖြစ်ဖို့အတွက်လိုအပ်တဲ့နော် densityနော်တွက်လို့ရတယ်တိုက်တာလို့ရတဲ့ density ကလည်း critical density နဲ့တူနေတယ်နော်ဒါကြောင့်မလို့စက်ကြဝဠာပြားတယ်ဆိုတာကိုအခုချိန်မှာနော်ပညာရှင်အားလုံးနှီးပါကျွမ်းကျက်မရှိလက်ခံထားပြီးဖြစ်ပါတယ်ဒီနေရာမှာတစ်ခုရှုပ်လာတယ်အဲ့ဒါဘာလဲဆိုတော့အရင်ကမထင်ထားခဲ့တဲ့ဟာဟိုရှိမှကျွန်တော်ပြောခဲ့တယ်နော်အခြေအနေ၃ခုလုံးမှာ critical density နဲ့စက်ကြဝဠာ density တိုင်းတာလို့ရရှိတဲ့အခြေအနေ၃ခုလုံးနော် critical density နဲ့ရှင်းလိုက်လို့ရှိရင်စက်ကြဝဠာ density ကများနေတာလို့ကောင်းညီနေတာတော့လောကောင်းနည်းနေတာတော့လောကောင်းဘယ်အခြေအနေမှာပဲဖြစ်ဖြစ်စက်ကြဝဠာပြန်ကားမှုတော့တဖြည်းဖြည်းနှေးလိုက်လို့ပြောတယ်နော်လုံးဝရပ်ပြီးပြန်ကျုံသွားဝင်သွားတာမကျုံဝင်သွားတာပဲရှိတယ်နှေးတော့နှေးလိုက်လို့ပြောတယ်သို့တော်လည်းတကယ်တိုင်းတာရရှိတဲ့ခါကျတော့တကယ်တိုင်းကြည့်လိုက်တဲ့ခါကျတော့စက်ကြဝဠာရဲ့ပြန်ကားမှုတော့နှေးမလာပဲလေပိုမြန်လာတယ်ဆိုတော့သွားတွေ့တယ်ဗျစက်ကြဝဠာပြန်ကားတဲ့နှုန်းကပိုပြီးမြန်လာတယ်ပိုပြီးမြန်လာတယ်ဆိုတော့သွားတွေ့တယ်ဒီလိုပိုမြန်လာတယ်ဆိုတော့အရင်တော့မထင်ထားခဲ့တဲ့ဟာဒီလိုပုံမြန်လာအောင်ဘာလုပ်ပေးတာလဲဆိုတော့ dark energy ကလုပ်ပေးတာ dark energy ဒါမရှိခဲ့လို့ရှိရင်ပြားနေတော့စက်ကြဝဠာရဲ့ပြန်ကားနှုန်းပါသည်တဖြည်းနေလာမှာအခုတော့ဒီ dark energy ထည့်လိုက်တဲ့အတွက်ကြောင့်မလို့စက်ကြဝဠာရဲ့ပြန်ကားမှုနှုန်းကနှေးမလာပဲနဲ့မြန်လာတာ dark energy က
နော်အခုလိုအများနဲ့ထိတ်ဆုံးမှရှိတာမဟုတ်ဘူးနော်အခုချိန်မှာ68ရာခိုင်နှုန်းနဲ့နော်80ရာခိုင်နှုန်းပဲထားပါတော့ဗျ80ရာခိုင်နှုန်းလောက်လက်အများဆုံးရှိနေတဲ့အချိန်မှာအတိတ်တဲ့ချိန်တုန်းကဒီလောက်မရှိခဲ့ဘူးဗျနော်ဒီချိန်တုန်းကဒီလောက်ထိမများခဲ့ဘူးဗျစက်ကြဝဠာစဖြစ်ဆုံးအချိန်ကြီးကြည့်ရမယ်စက်ကြဝဠာစဖြစ်ဆုံးအရန်ပူတယ်နော်ဒီဂရီစင်တီဂရိတ်တန်းတဲ့ချီပူတယ်အဲ့လောက်ပူတဲ့အချိန်မှာနော်အဲ့အပူကြီးကြောင့်မလို့ radiation တွေအများကြီးထွက်လာတယ် radiation တွေအများကြီးထွက်လာတယ်အလွန်အားကောင်းတဲ့ radiation တွေလည်းစက်ကြဝဠာတစ်ခုလုံးပြည့်သိမ့်နေတယ်နော်အဲ့အချိန်မှာစက်ကြဝဠာလည်းသေးသေးလေးရှိတာအဲ့ထက်မှာနော် radiation တွေလည်းအပြည့်သိမ့်နေတဲ့ခါကျတော့အဲ့အချိန်မှာစက်ကြဝဠာမှာအများဆုံးရှိတာ radiation နော်အဲ့ဒါကြောင့်မလို့အဲ့ era ကို radiation dominated era radiation dominated universe ဆိုပြီးခေါ်ခဲ့တယ်အဲ့ဒီကာလဒီ big bang ဖြစ်ပြီးတဲ့အချိန်ကနေစပြီးတော့မှနှစ်ပေါင်း4900လောက်ဒီကာလအထိအတွင်းမှာနော် radiation dominated era radiation dominated universe ဖြစ်ခဲ့တယ်အဲ့ချိန်မှာ radiation တွေအများဆုံးပဲနော်ဘိုးဒီ radiation ပဲနော် radiation အကောင်ပေါ့ဗျာအဲ့ချိန်မှာ dark energy တို့ dark matter တို့ကျန်တဲ့နော် ordinary matter တို့ baryonic matter တို့ဆိုတာဘယ်တော့မှမရှိသေးဘူးဒါပေမဲ့နှစ်ပေါင်း4900ကျော်လာပြီးတဲ့ခါကျတော့စက်ကြဝဠာပူချိန်ကျလာတယ်ပူချိန်ကျလာတဲ့ခါကျ radiation စွမ်းအားလည်းနော် radiation energy ကလည်းကျလာတယ်နည်းလာတယ်နော် radiation energy စွမ်းအင်ကပမာဏကနည်းလာတယ်အဲ့ချိန်မှာ proton တွေဖြစ်လာတယ် neutron တွေဖြစ်လာတယ်နော် atom တွေဖြစ်လာတယ်အဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ drop to matter ရဲ့ပမာဏပိုပြီးများလာတယ်နော် radiation ကနည်းလာတယ် drop to matter ရဲ့ပမာဏပိုများလာအဲ့ကာလကိုကြီးဆိုတာပါလဲဆိုတော့ matter ကြီးဆိုတာနော် matter dominated era ခေါ်တယ် matter dominated universe matter dominated era ပေါ့ဗျာ drop to ပစ္စည်းများကြီးဆိုသောကာလပေါ့ဒီကာလဒီခုန radiation era အဆုံးနှစ်ပေါင်း4900နေပြီးတော့မှစက်ကြဝဠာတတနှစ်ပေါင်း9.8 ဘီလီယံလွန်ခဲ့တဲ့နှစ်ဘီလီယံကျော်လောက်ကာလအထိပေါ့လွန်ခဲ့တဲ့နှစ်ပေါင်း4ဘီလီယံလောက်ကာလအထိတက်တန်4တောင်ကာလအထိအဲ့ဒီအချိန်ထိဒီပါလဲဆို matter dominated နော် matter ဆိုတဲ့မှာ huge ordinary matter baryonic matter တွေရှိတယ် dark matter တွေရှိတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ volume ကများတာစက်ကြဝဠာပြန်ကားလိုက်တော့ volume ကများလာ volume များလာတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုတော့ density ကျလာတယ်နော် volume များလာတော့ density ကျလာတယ် drop to ပမာဏဒီတိုင်းပဲစက်ကြဝဠာအစတုန်းက1000ရှိလို့ရှိရင်အခုလည်း1000ပဲနောက်အနာကမှလည်း1000ပဲဒါပေမဲ့အဲ့1000ရှိနေတဲ့ volume ကကြီးလာတာ哦အရင်ကစက်ကြဝဠာသေးသေးလေးမှာလည်း1000ရှိတယ်အခုလည်းစက်ကြဝဠာကြီးလာတဲ့အချိန်မှာလည်း1000ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့သူ့ရဲ့ density ကပါလာလိမ့်မယ်နော် density ကတဖြည်းပါလာလိမ့်မယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ dark energy ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ matter တို့နော် dark matter တို့လည်းမတူဗျာ तू ကဘာလဲဆိုတော့ तू ဒီသူ့ရဲ့ပမာဏဒီစက်ကြဝဠာရဲ့ထဲမှာရှိတဲ့ total ပမာဏဒီမတူဘူးကပြောင်းနေတယ် तू ကဘာလဲဆိုတော့သူ့ရဲ့ density ကပြောင်းလဲမှုမရှိဥပမာဗျာ volume သေးသေးလေးမှာစက်ကြဝဠာသေးတုန်းက1ကုဗမီတာ volume မှာ dark energy 100ရှိတယ်ထားပါတော့ဗျာထားလိုက်ပါတော့ dark energy 100ရှိရဆိုပါတော့စက်ကြဝဠာ10ဆကြီးလာတယ်ဒါပေမဲ့1ကုဗမီတာမှာကြီးလဲ100ပဲမပြောင်း100မပြောင်းစက်ကြဝဠာအစ100ကြီးလာတယ်1ကုဗမီတာနော်အလျား1မီတာအနက်မီတာအမြင့်1မီတာရှိတော့ကုဗတုံးထဲမှာ dark energy ဘယ်လောက်ရှိလဲတွားကြည့်လိုက်100ပဲမပြောင်းသေးဘူးအဲ့တော့ဘာဖြစ်လာလဲဆိုတော့ရင်တော့စက်ကြဝဠာသေးတော့နော်ဆိုဗျာစက်ကြဝဠာ10ကုဗမီတာလောက်ပဲရှိတဲ့အချိန်မှာလဲနော်1ကုဗမီတာမှာ100ဆိုလို့ရှိရင်10ကုဗမီတာဆိုတော့1000ပေါ့ဗျာစက်ကြဝဠာကြီး2ဆလောက်ကြီးလာလို့ရှိရင်1ကုဗမီတာမှာ100ရှိတယ်နော်အဲ့စက်ကြဝဠာရဲ့အရွယ်အစား10ကုဗမီတာဆိုရင် dark energy 1000ဖြစ်လာမယ်100ကုဗမီတာဆိုရင်စုပေါင်း dark energy ပမာဏ1000ဖြစ်လာမယ်ကုဗမီတာ1000တန်းရှိလာလို့ရှိရင် dark energy ရဲ့ပမာဏတန်း100ဖြစ်လာမယ်ဘာဖြစ်လာလဲဆိုတော့စက်ကြဝဠာကြီးလာလေ dark energy ကများလာလေဘာဖြစ်လို့ဒီလာဖြစ်လာလဲဆိုတော့ dark energy ဒီ vacuum ခေါ်တဲ့လေဟာနယ်ရဲ့ဂုဏ်သတ္တိတစ်မျိုးဖြစ်နေလို့ပဲ vacuum ခေါ်တဲ့လေဟာနယ်ရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်နေလေ vacuum ရဲ့ property ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ့ထက်မှာဘာမှမရှိလဲ dark energy ရှိနေတယ်ဒီခုနပြောတဲ့အလျား1မီတာအနက်1မီတာအမြင့်1မီတာရှိတဲ့ကုဗတုံးကြီးထဲမှာရှိမြအကုန်ဆွဲထုတ်လိုက်ရှိတဲ့အထဲမှာရှိတဲ့နော် atom တွေ proton တွေ neutron တွေ radiation တွေ neutron တွေအကုန်ဆွဲထုတ်လိုက် dark matter တွေလည်းအကုန်ဆွဲထုတ်လိုက်ဘာမှမကြောက်အကုန်ဆွဲထုတ်လိုက်ဘာမှမရှိတော့ဘူးelectron တစ်လုံး neutron တစ်လုံးတောင်မရှိတော့ဘူးဆိုရင်လည်းအဲ့ဒီမှာ
dark energy ရှိတယ်အဲ့ dark energy ဒီ100ဆိုလို့ရှိရင်100ပဲနော်ဟိုနာကုပါသုံးတွေက dark energy ကလည်း100ပဲဒီနာကုပါသုံးတွေက dark energy ကလည်း100ပဲစัจ java ကြီးကြီးသွားလဲ100ပဲနော်ဒါလောက်အရွယ်စားပမာဏအတွင်းမှာ100ရှိတယ်ဆိုတော့အမြဲတမ်းဒီလောက်အရွယ်စားပမာဏအတွင်းမှာ100ပဲရှိတယ်ပြောင်းလဲမှုမရှိဘူးဘာနဲ့တူလဲဆိုတော့ရေဘုံလေးတွေချထားတယ်ဗျပထမဘုံ10လုံးရှိတယ်တဘုံတစ်ခုစီရှိတယ်ဆိုပါတော့နော်တဘုံထဲမှာတစ်ခုရှိရဆိုပါတော့ဘုံ10လုံးရှိရင်စုပေါင်း10ခုရှိမယ်ဘုံ100ဖြစ်လာလဲတဘုံတစ်ခုပဲမပြောင်းလဲဘုံ100ဖြစ်လာရင်အခု100ဖြစ်လာမယ်နော်ပုံပေါင်းအလုံး100အလုံး1000ဖြစ်လာရင်အခု1000ဖြစ်လာမယ်နော်ဒါ energy အခု1000ဖြစ်လာမယ်ဒီသဘောပဲဗျဒီသဘောပဲနော်အဲ့တော့ volume တိုးသွားရော့သွားနော် dark energy ရဲ့ density ကအတူတူပဲအဲ့တော့ဘာဖြစ်လာလဲဆိုတော့စัจ java ကြီးလာလေ dark energy ပမာဏစုပေါင်းပမာဏများလာလေစัจ java ကြီးလာလေ dark energy ရဲ့စုပေါင်းပမာဏများလာလေပဲလွန်ခဲ့တဲ့နှစ်နော်တမောင်း4000ကျော်နော် Big Bang အပြီး9.8 ဘီလီယံကာလမှာစัจ java ရဲ့ပြန်ကားမှုတော့နော်အတိုင်းအတာတစ်ခုဒီကြီးသွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ dark energy ပမာဏဒီအဲ့စัจ java မှာရှိတဲ့ matter ရဲ့ပမာဏတဲ့ပိုများသွားတယ်dark energy တဖြည်းဖြည်းများလာနော် super matter ပမာဏဒီတိုင်းပဲမပြောင်းလဲ dark energy တဖြည်းဖြည်းများလာနေပြီးတော့ matter ကိုကျော်သွားတယ်အဲ့အချိန်မှာပြီးလဲပြီးတော့ဆက်ပြီးစัจ java ဆက်ပြီးကြီးလာတဲ့ခါကျတော့အခုကျတော့ဘယ်လောက်ထိရောက်သွားပြီလဲဆိုတော့80ခန်းလောက်ထိရောက်သွားပြီရှေ့လျှောက်ဆက်ကြီးလာရင်80 90 95 99တဖြည်းဖြည်းပြုံမှများလာလိမ့်မယ်ပို့ပြီးများလာလိမ့်မယ်အဲ့တော့ပြန်ကြည့်လိုက် matter ကဘာလုပ်လဲဆွဲတယ် dark energy ဘာလုပ်လဲတွန်းတယ်နော် matter ရောနော် baryonic matter ရော dark matter ရောနှစ်ခုလုံးဒီဆွဲတယ်နော် gravity effect တက်ရောက်မှုရှိတယ် dark energy ကတွန်းတယ်တစ်ခုကဆွဲတယ်တစ်ခုကတွန်းတယ် dark energy ကများသွားပြီဆိုလို့ရှိရင်နော်ဆွဲရတဲ့တွန်းအားပေးဟာပိုများသွားပြီရှင်းလေးပဲတွန်းအားပိုများသွားပြီပေါ့ဗျနော်အဲ့ခါကျတော့နှစ်9.8 ဘီလီယံမတိုင်ခင်ထိမှာကျွန်တော်တို့စัจ java ရဲ့ပြန်ကားမှုတော့တဖြည်းဖြည်းနှီးလာတယ်ဘာကြောင့်ဆိုတော့သူ့ထက်မှရှိတဲ့ matter ရှိတာ။ matter ဆွဲတယ်တွန်းတဲ့ dark energy ကနည်းနေသေးတယ်အဲ့အချိန်မှာနော်ဆွဲအားကိုလွန်ပြီးတော့မှမတွန်းနိုင်ဘူးအဲ့ခါကျတော့အပြုံပြန်ကားတယ်တော့တဖြည်းဖြည်းနဲ့အထက်ကဆွဲတဲ့အားကောင်းတဲ့ခါကျတော့အပြုံပြတ်နေတော့တဖြည်းဖြည်းလဲနီးလိုက်လာတယ်9.8 ဘီလီယံရောက်တဲ့အချိန်မှာ dark energy ပြန်များသွားတယ်များသွားတဲ့ခါကျတော့ဆွဲရတဲ့တွန်းအားဘယ်ဟာပုံများသွားပြီလဲတွန်းအားပုံများသွားပြီတွန်းအားပုံများသွားတဲ့အတွက်ကြောင့်မလို့အဲ့အချိန်မှာတဖြည်းဖြည်းနီးလိုက်လာတော့နော်ပြန်ကားမှုလုံးနီးလာတဲ့ universe ကရုပ်တရက်ပြန်ပြီးတော့မှပြန်ကားမှုလုံးပိုများလာတယ်အချိန်ပြန်ရလာတယ်အဲ့အချိန်ပြန်ရလာလေဒီမှာတက်မြန်လာတာအခုဆိုလို့ရှိရင်အတော်ကျွန်တော်မြန်လာတဲ့အရွယ်အစားကိုရောက်လာနေပြီအတော်ပြန်လာတဲ့အရွယ်အစားကိုရောက်လာနေပြီဒီတိုင်းဆက်သွားလို့ရှိရင်ဘာဖြစ်မလဲဆိုတော့တဖြည်းဖြည်းနဲ့နော် dark energy ပမာဏများထက်တဲ့များလာမယ်အထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ matter dark matter ပမာဏနည်းထက်နည်းလာမယ်ဒါဆို gravity correct ဆွဲထားနိုင်တဲ့အားအရောင်းနည်းသွားတဲ့အချိန်မှာနော် dark energy ကလုံးဝကိုကြီးဆိုးသွားတဲ့အချိန်မှာကျွန်တော်တို့ galaxy တွေတစ်ခုတစ်ခုဝေးကွာတဲ့နေရာကိုပြန်ထွက်နေတဲ့နှုံဒီအလွန်လင်းမြန်တဲ့နှုံလိုက် galaxy တွေကတစ်ခုတစ်ခုဝေးရအောင်ပြန်ခါထွက်နေတဲ့အချိန်တစ်ချိန်ကိုရောက်လာလိမ့်မယ်အဲ့အချိန်ရောက်လာလို့ရှိရင် galaxy တစ်ခုကနေလာတဲ့အလင်းဒီနောက် galaxy တစ်ခုကိုမရောက်နိုင်တော့တဲ့အတွက်ကြောင့်မို့လို့အဲ့အချိန်မှာရှိတဲ့ galaxy တွေထဲမှာနက္ခပညာရှင်တွေရှိနေမယ်ဆိုလို့ရှိရင်တို့ဒီဘလောက်ပဲအားကောင်းတဲ့မှန်ပြောင်းနေလေပဲကြည့်တို့ရဲ့ galaxy တွေအပြင်မှာရှိတော့အခြား galaxy တွေကိုဘလို့မှမြင်နိုင်တော့မှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်အဲ့အချိန်မှာအနာဂတ်ကာလအဲ့အချိန်မှာရှိနေတော့ရှိလာမဲ့နက္ခပညာရှင်တွေဒီတို့ရဲ့စัจ java ဒီတို့ရဲ့ galaxy လေးတစ်ခုပဲရှိနေမှာဖြစ်ပါတယ်တို့ဒီအခြားသော galaxy တွေရှိတယ်ဆိုတာလည်းတို့မသိဘူးစัจ java တစ်ခုလုံးမှာတို့ရဲ့ galaxy ပြီးသွားလို့ရှိရင်တို့ galaxy ရဲ့အဖြစ်မှာဘာမှမရှိလို့ပဲတို့ကယူဆလိုက်မယ်အဲ့အတွက်ကြောင့်မလို့အဲ့နက္ခပညာရှင်တွေဒီကျွန်တော်တို့လူမျိုးเนาะ general relativity ဆိုတာမျိုးလည်းတို့သိချင်မှသိတော့မယ်တို့ရှာဖွေတွေ့ရှိနေမှရှိတော့မယ်เนาะ Big Bang theory ဆိုတာလည်းတို့ရှာဖွေတွေ့ရှိနေမှသိတော့မယ်စัจ java origin ဒီ Big Bang ကစခဲ့တယ်ဆိုတာလည်းတို့သိချင်မှသိတော့မယ်တို့အတွက်ကတော့ဒီ galaxy ထဲမှာရှိတယ်အိုမင်းရဲ့ရောဟောင်းနေသော galaxy ထဲမှာပဲတို့ဒီအသက်ရှင်နေတဲ့အတွက်ကြောင့်မလို့တို့ဒီ galaxy ထဲမှာပဲเนาะဒီ galaxy ဒီအရင်တည်းကဒီ galaxy ဒီတိုင်းပဲเนาะဒီတိုင်းပဲရှိခဲ့တယ် galaxy ဒီเนาะ galaxy စัจ java ဒီ galaxy တစ်လုံးပဲရှိတယ်ဘာမှပြောင်းလဲမှုမရှိသော galaxy ဖြစ်တယ် dynamic เนาะဆိုတာလည်းတို့မသိတော့ဘူးเนาะအခုကျွန်တော်တို့ပြောနေတဲ့เนาะ dark energy ဆိုတာလည်းတို့သိကြမှာတို့မှရှာဖွေတွေ့ရှိနိုင်တဲ့အနေအထားမရှိတော့ဘူးလေတနည်းအားဖြင့်ပြောရလို့ရှိရင်လေကျွန်တော်တို့အခုကာလဒီအချိန်ကောင်းပဲဗျတကယ်ချိန်ကောင်းပဲအနာဂတ်ကိုလည်းကျွန်တော်တို့က Big Bang တွေကျွန်တော်တို့ကရှာဖွေဖော်ထုတ်နိုင်တယ်
တော့အတိတ်ကိုလည်းကျွန်တော်တို့က sorry အတိတ်ကိုလည်းကျွန်တော်တို့က big bang ဒီကျွန်တော်တို့ကရှာဖွေပေါ်ထုတ်နိုင်တယ်အနာဂတ်ဘာလဲဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကကြိုတင်မှန်းဆနိုင်တယ်ကျွန်တော်တို့အခုချိန်မှာရှိတဲ့နက္ခပညာရှင်တွေယူဘဗေဒပညာရှင်တွေ cosmologist တွေကတကယ်ကောင်းတဲ့လူတွေကိုကျွန်တော်တို့ကပြောလို့ရတယ်အနာဂတ်ကာလရောက်သွားလို့ရှိရင်နော်အနာဂတ်ကာလနောက်တစ်ပေါင်းဘီလီယံရာပေါင်းများစွာကြာတဲ့အချိန်မှာရှိလာမယ်အနာဂတ်ကာလနက္ခပညာရှင်တွေကဒါတွေကိုရှာဖွေတွေ့ရှိနိုင်တဲ့အခွင့်အလမ်းသူတို့မှမရှိတော့ဘူးသူတို့မှာဘလောက်ပဲ technology ကောင်းသူတို့ဓာတ်တွေကိုထောက်လန်းရှာဖွေနိုင်ဆိုတာရှိတော့မှာမဟုတ်တော့ဘူး။ဘာကြောင့်ဆိုတော့သူတို့ရဲ့ရှာဖွေနိုင်ဆိုတာသူတို့ရဲ့ထောက်လန်းနိုင်ဆိုတာဒီသူတို့ရဲ့ galaxy အတွင်းမှာပဲရှိတော့မယ်။သူတို့ရဲ့ galaxy ပြင်ဘက်မှာရှိတဲ့အရာဝတ္ထုတွေကိုဘာမှသူတို့ဒီရှာဖွေထောက်လန်းနိုင်တော့မှာဆိုတာရှိတော့မှာမဟုတ်တော့ဘူး။နော်အဲ့ဒါကြောင့်ပြောရမယ်ဆိုလို့ရှိရင်အခုချိန်นี้ကျွန်တော်တို့အတွက်တကယ်ကိုအချိန်ကောင်းဖြစ်ပါတယ်တကယ်ကိုရွှေခေတ်ဖြစ်ပါတယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်ဒီနေ့စီကိုကျွန်တော်ညီကုန်းချုပ်ရပါတယ်။ကျွန်တော်ရဲ့ channel ကိုအားပေးကြည့်ရှုတော့အားလုံးကျေးဇူးတင်ပါတယ်။ကြိမ်များကျွန်တော်ရဲ့နော် channel ကို subscribe လုပ်ရသေးဘူးဆိုလဲ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ